Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အရန်ကိုစားကောင်းတဲ့ထိုင်းဆိုင်လေးတစ်ဆိုင်ကိုခေါ်သွားပေးချင်ပါတယ်အဲ့ဆိုင်ကရှင်းုံကိုဘူရာဘေးလမ်းမှာရှိရဲ့ခွန်မဲဆိုတဲ့ထိုင်းဆိုင်လေးပဲဖြစ်ပါတယ်သူ့ဆိုင်မှာဈေးနှုန်းတွေကအရန်ကိုတတ်တာပြီးတော့အရသာလည်းမြန်မာရဲ့အတွက်တော်တော်အဆက်ဟတ်တယ်မယ်ထင်လို့ sharing လေးလုပ်ပေးချင်ပါတယ်ဟာနားလေးနဲ့တော့ วันนี้ก็ตัวอีกวัน ဟာရင်းနေရသူ့ဘာကြီးလေးမပြည့်ဘူးငါတမျိုးချွတ်ချွတ်လေးရ မီနူးပြလိုက်မီနူးပြလိုက်မီနူးကဘာတွေရလဲပေါ့ဆက်ပြပါမယ် จะรู้ผลจะรู้เล็บเลย ပါဘူးအဲ့ဒါလေစုံလုံးစီငါပဲเนาะဒါပေမဲ့အဲ့ဒီမှာမှဘစုံဒီဟာလည်းကောင်းပါတယ် စားဘူးတော့ကောင်းကောင်းစားစားတဲ့စားဒီမှာအများကြီးဆန်းတက်ပြီးတော့မမဘူးမန်ယူ ဘ ရ စုံ တယ် ဘာလို့အဲ့ဒါဘာလို့ခေါ်อ่ะ ပစုံငါးတလုံးကျော်တယ်မြန်မာနိုင်ငံငါးတလုံးကျော်တယ် အခုမှာဟာတာကတော့ဒီကွတ်တီကိုအမေသားနဲ့ဟာရယ်ကြားလို့ရှိရင်ချက်စီသမင်းရယ်မှာလာပါတယ်ရောက်လာပါပြီ ခေါင်းမန်တိုင် จะตัวมา ခေါင်းမန်တိုင်ဒီမှာပါ ပြီဒီမှာပါဒီစက်တော့ဘာမှန်းဟာလည်းတော့မသိပါဘူးဟိုများအောင်ရအောင် ပုံမှန်ဆိုရင်တော့ကွတ်တီကိုအရင်မဲကိုအမဲသားနဲ့စားနေကြပါဒါပေမဲ့အဲ့ဒီကကုန်နေတဲ့အတွက်ကြောင့်မို့လို့ရိုးရိုးအရင်ကိုပဲဝတ်သားနဲ့စားခဲ့ရပါတယ်ကဲနောက်တစ်ခုကတော့ထိုင်းအချိုပွဲလေးတွေပါနာမည်ကတော့ဘလို့ခေါ်လဲတော့မိသွားပြီပေါ့နော်အဲ့ဒီဟာလေးကလည်းစားလို့ကောင်းပါတယ်တာကူလိုမျိုးပုံစံမျိုးလေးပေါ့နော်နောက်တစ်ခုကတော့စနွေးမကင်းလိုပုံစံမျိုးလေးပါသူကအပေါ်ကအုံးစီချက်ရတာလေးနဲ့ပေါ့နော်ပြီးကြတော့အပေါ်မှာတင်ထားတဲ့ကျွတ်သွန်ကြော်လာအုံးသီးကြော်လာမသိဘူးပေါ့နော်အဲ့ဟာလေးကျွတ်ကျွတ်ရွရွလေးနဲ့တော်တော်လေးကိုစားလို့ကောင်းနေတဲ့မှာပါပါတယ်အဲ့ဒီနှစ်ခုဆိုလို့ရှိရင်တော့အဝါရောင်လေးနဲ့စနွေးမကင်းလိုဟာလေးကိုပို့ပြီးတော့ကြိုက်ပါတယ်အဲ့ဆိုင်ကြီးကအရသာလည်းကောင်းတဲ့ပြင်ဟိုဈေးနှုန်းလည်းတက်တာတယ်ကွတ်တီကိုဆိုရင်တပွဲကို990လာပဲချက်စီထမင်းဆိုလို့ရှိရင်လည်း950ပဲရှိတယ်အချိုပွဲဆိုရင်ပိုတော့မှတက်တာသေးတယ်အဲ့ဒီကမှာခဲ့ရတဲ့အကုန်လုံးတပွဲကိုရန်တစ်ထောင်တော့မပြည့်ဘူးရှင်းကိုကိုပဲရောက်လို့ထိုင်းစားလဲစားခြင်းနဲ့ဘယ်ဆိုင်စားမှလည်းမသိဘူးဆိုရင်တော့အဲ့ဆိုင်ကြီးကိုတော့စားကြည့်ပါနော်